ဒါကတော့အုံနောက်ရွှေချထားရမယ့်တရုတ်လူမျိုးတွေရဲ့ညံပြေးပုံပါအမေရိကန်မှာတစ်သားတကားကိုဝယ်ပြီးတန်းတက်ပင်မဲ့တရုတ်မှာတော့ဒီလိုမလုပ်ပါဘူးသူတို့ဟာဓာတုအရေးထဲမဲ့ပုံစံခွက်ကိုအရင်ဖော်ပါတယ်ပြီးတော့အဲ့ဒီခွက်ထဲကိုဓာတုအရေးနှမျိုးရောထည့်လိုက်တာပါနှစ်ရက်ကြာလို့ပုံစံခွက်ကိုခွာလိုက်တဲ့အခါမှာတော့တစ်သားတကားထက်တောင်မှမာတဲ့တကားတစ်ချက်ထွက်လာပါတော့တယ်ဒါကတော့အင်ရှင်ကလက်သမားကိုလောက်ခပေးဖို့နောက်ကျနေလို့ပညာပြန်ပြလိုက်တာပါလက်သမားဟာပလတ်စတစ်မကန်ရသေးတဲ့နေရန်တွေကိုပါအကုန်လိုက်ပြီးဒုအထူကြီးနဲ့အချောကင်ပစ်လိုက်တာပါနေရန်နှံ့ဖြတ်ပြီးအချောကင်လိုက်ရင်အထဲမှာခိုမခိုအင်ရှင်ကဘယ်တော့မှတိမှမဟုတ်တော့ပါဘူးဒါကတော့တန်ချောင်းကိုပါကွေးသွားစေနိုင်တဲ့အားကောင်းတဲ့မိတ်အင်ချိုင်နာတန်လိုက်အကြောင်းပါတရုတ်နိုင်ငံမှာဒီလိုတန်လိုက်တွေကိုတထုနဲ့မြင်းမြဲတွေ့ကတ်နိုင်အောင်လှုပ်ထားလို့အလေးချိန်ဘလောက်ဆွဲထားပါစေမပြုတ်ပါဘူးတန်လိုက်ကိုတန်ချောင်းနဲ့အတင်းဆွဲခေါ်တာတော့တန်လိုက်ကမပြုတ်ပဲတန်ချောင်းကအရင်ကွေးသွားတာပါဒီတန်လိုက်တွေကိုမြေထဲကျသွားတဲ့တန်မိုးကြီးပစ္စည်းတွေကိုပြန်ဆယ်ဖို့အတွက်အဓိကသုံးကြပါတယ်ဒါတွေမကစပိုက်ဒါမန်လို့လက်တရန်လို့လည်းရပါသေးတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်